ကျွန်တော်လက်ချောင်းနဲ့အစ်စ်တုံကျင်နေတာပဲလို့ပြောတော့ဒေါက်တာကဆေးလေးဖြစ်ပါလားတဲ့အသက်ဆက်ရှင်စရာဘာလို့ကျွန်တော်စုပ်ကင်ထားရမလဲဒေါက်တာလူဆိုတာတည်မျိုးပဲအချိန်မျိုးတည်မှာပဲဘယ်သူကပဲချင်းတည်မလဲဆိုတာဘယ်သူကြိုသိနိုင်မှာမို့လို့လဲလှုပ်ချင်တာတွေမလုပ်ရပဲတည်သွားရင်ဘယ်တမ်းမှမလဲဆိုတော့ဒေါက်တာရှိတယ်အဲ့ဒါကြောင့်မပြောချင်တာတဲ့ဟုတ်ပါတယ်သိတယ်ကျွန်တော်ကတော့အဲ့ဒါကြောင့်ပြောချင်တာပါကျွန်တော်မှပြောစရာဆိုလို့စိတ်လိပ်ဖွာနေမိတဲ့အချိန်ပဲရှိတာပါချစ်ချင်းမြတ်တာကတက်ရှိအချင်းချင်းမှာပဲရှိရလို့ဒေါက်တာထင်တာလားယင်ကျွန်တော်ကတော့တမဲ့အချင်းချင်းနေနဲ့လေအပြန်လန်ချစ်တဲ့ဒေါက်တာကြည့်ပါဦးစိတ်လိပ်လေးတွေကိုကျွန်တော်တိတ်ချစ်လိုက်တာပဲလေကျွန်တော်တလိပ်တောက်တိုင်းတလိပ်စာယောဂကျွန်တော်ရတဲ့ဒေါက်တာသူတို့ဘလောက်သစ္စာရှိလိုက်တယ်လဲဒေါက်တာသိလားကျွန်တော်ကြားဘူးတယ်ဒီစရာရှိရင်ကိုကြီးရင်ဒီမှာတဲ့နှကန်းတွေလည်းမင်းနေပြီတဲ့မှန်ကြည့်တိုင်းတတိယလောက်ဆရာစကားတွေခက်တာကျွန်တော်မှန်ကြည့်လေးမရှိဘူးစိတ်လေးတွေလည်းဆက်တောက်နေတာပါပဲကျွန်တော်အိယာဘေးမှာဆိုပြာခွင့်နဲ့စိတ်လေးဘူးတွေအမြဲတမ်းရှိတယ်ကျွန်တော်ယုံကြည်ရမိကုန်းငွေတွေပဲဒေါက်တာရဲ့အားလုံးကမိကုန်းငွေတွေဖြစ်နေပျောက်သွားမှာကျွန်တော်ချစ်တဲ့သူတွေကျွန်တော်မိဘတွေအကုန်လုံးဒီလိုပဲပျောက်ကွယ်သွားကြတာပဲလေဒေါက်တာရောချစ်တဲ့သူကိုဆုံးရှုံးဘူးလားဒေါက်တာနှလုံးသားကိုရောဘယ်နှမှပြန်တွေးခဲ့ရလဲဒေါက်တာတိတ်တပင်စိုက်ဘူးလားငှက်တကောင်ရောလှုပ်ဘူးလားမမြင်ရတဲ့ကြိုးတွေနဲ့ချီနှောင်နာရောခံရဘူးလားလူတယောက်ဘလောက်မြင့်မြင့်ရောက်နိုင်နေလို့ဒေါက်တာထင်လဲကျွန်တော်တို့ပိတ်မိနေရတယ်ဒေါက်တာမြင်ရလားကျွန်တော်ကဝေးကြီးသွားဖို့အများကြီးမြင်နေအဲ့လိုအသက်ရှူချက်ခဲ့ရတာပေါ့ဒေါက်တာကျွန်တော်ရင်ဘက်ကိုစမ်းသက်ပါကျွန်တော်အုံနောက်ကိုခွဲစိတ်ပါကျွန်တော်ယောဂတွေကိုမယုံကြည်ဘူးဒေါက်တာဆဲရီကဖြစ်ပြရလျားနေရကိုကျွန်တော်ခံစားမိတယ်ကျွန်တော်လက်ချောင်းလေးတွေအိတ်ဆက်တုံချင်လာပြန်ပြီဒေါက်တာပြောသလိုပဲကျွန်တော်လက်ကြီးဖြတ်ပြရတော့မယ်ဒေါက်တာလက်ပြကြီးဘဝနဲ့ရှင်းထမှုရတော့မယ်ဒေါက်တာရဲ့တကူဆုံးရှုံးသွားတိုင်းစိတ်ပိုင်းဆိုင်ရာအချင်းတကူမင်းတက်တယ်လို့ကျွန်တော်ခံယူထားပါတယ်ကျွန်တော်ကတာမယ်လူတယောက်ပါတခါတလေကြောက်တယ်တခါတလေလန့်တယ်တခါတလေရဲရင်တယ်ဘာမှမဆိုရိုးသားဖူးပွင့်ခဲ့ပါတယ်ဒေါက်တာစင်တိုင်း